ဒီနေ့မှာတော့ကျွန်တော်ကစနက်စီအပ်ကိုသုံးပြီးတော့ဓာတ်ပုံကိုပြင်ပြပေးတော့မှာပဲဖြစ်ပါတယ်အရင်ဆုံးစနက်စီအထဲဝင်လိုက်မယ်ပြီးရင်အပေါင်းလေးကိုနှိပ်လိုက်မယ်အပေါင်းလေးကိုနှိပ်ပြီးတာနဲ့ကိုထည့်ခြင်းတဲ့ဓာတ်ပုံတစ်ခုကိုကိုယ့်ရဲ့ gallery ကနေပြီးတော့ယူပြီးတော့ထည့်လို့ရပါပြီကျွန်တော်ကဓာတ်ပုံတစ်ပုံကိုထည့်ပြီးတော့ပြီဆိုတော့ဒီအောက်ဆုံးနာကဒီထိုးဆိုတဲ့ထဲလေးကိုဝင်လိုက်မယ်အဲ့ထဲကကျူးမိတ်ဆိုတာလေးကိုဝင်လိုက်မယ်ဒီနေရာလေးကိုထပ်ပြီးတော့ဝင်မယ်ဝင်ပြီးတော့တာနဲ့ကျွန်တော်က saturation ကိုနည်းနည်းတင်ပါမယ်ပြီးတော့ကျွန်တော်ဒီကျူးလေးကိုထပ်ဝင်လိုက်မယ်ဝင်ပြီးတော့တာနဲ့ highlight ကိုကျွန်တော်ထပ်ပြီးတော့ကစားပါမယ်highlight ကိုကျွန်တော်ညာဘက်ကိုရွှေ့လိုက်တယ်highlight ကိုကျွန်တော်51လောက်မှထားလိုက်ပါတယ်ပြီးတော့ကျွန်တော် shadow တွေကိုထပ်ပြီးတော့ဝင်ပါတယ် shadow ကိုဘယ်ဘက်ကိုတိုးရင်သူက shadow ကလျော့သွားပြီးတော့ညာဘက်ကိုတိုးရင်တော့လင်းလာပါတယ်အဲ့တော့ shadow ကိုကျွန်တော် short ကြည့်ပါတယ်ကျွန်တော်မကြိုက်သေးတဲ့အတွက် shadow လေးနည်းနည်းထပ်တင်လိုက်တယ် shadow ကျွန်တော်17မှာထားလိုက်ပါတယ်ပြီးတော့ကျွန်တော်ကျုံမိထဲကိုပဲဆက်ဝင်တယ်ဝင်ပြီးသွားရင်အောက်က1ပေါ့နော်1တုံးဘက်ကိုသွားမလားကိုတုံးဘက်ကိုသွားမလားဆိုတော့ကျွန်တော်ရွေးတယ်1ကိုကျွန်တော်30လောက်မှထားလိုက်တယ်ပြီးတော့အမှန်ချစ်ကလေးကိုနှိပ်လိုက်ပါတယ်ပြီးတော့ပုံကိုမူရင်းပုံနဲ့ပြန်ရှင်းကြည့်တယ်ကျွန်တော်တိုးလေးကိုဆက်ပြီးတော့သွားပါတယ်ပြီးတော့ဒီဘက်က cap ဆိုတဲ့ထဲလေးတွေကိုကျွန်တော်ဝင်လိုက်ပါတယ် cap မှာဒီနေရာလေးတွေကိုကျွန်တော်ဝင်တယ်အဲ့နေရာတွေက green ဆိုတဲ့နေရာလေးကိုကျွန်တော်ရွေးလိုက်ပါတယ်ပြီးတော့ကျွန်တော် highlight လေးကိုနည်းနည်းလေးကစားပေးတယ် highlight လေးကိုကျွန်တော်လိုသလောက်ကစားပါတယ် shadow ပိုင်းလေးနည်းနည်းထပ်ပြီးပြန်ကစားတယ်ကျွန်တော်လိုချင်တဲ့အနေအထားကိုရပြီဆိုတော့နောက်ထပ်ကျွန်တော်ဒီနေရာလေးကိုပြန်ဝင်ပါတယ်ပြန်ပြီးတော့ကျွန်တော်ဒီတစ်ခေါက်တော့အနီရောင်ဘက်ကို red ဘက်ကိုကျွန်တော်ကစားကြည့်ပါမယ် red ကတ်မှာဆိုရင်တော့